content တွေဖန်တီးတဲ့အချိန်မှာလုံးဝရှောင်ရမယ်အမှား၅ခုရှိပါတယ်။ Romantic ကတော့ကိုယ့်ရဲ့ content ကလူတိုင်းအတွက်ရည်ရွယ်တာပါ။ကိုယ့်ရဲ့ target audience မရှိဘဲနဲ့လူတိုင်းအတွက်ရည်ရွယ်လိုက်တဲ့အခါမှာ customer တွေကိုယ့်ရဲ့ audience တွေကသူတို့ပြောနေတာမဟုတ်ဘူးတခြားလူတွေပြောနေတာပဲဆိုပြီးတော့ခံစားမှုနဲ့ဒီ content တွေဒီ video တွေကိုထောင်သွားလိမ့်ရှိပါတယ်။ဒီလိုမျိုးကြော်သွားပြီဆိုရင်ကိုယ့်ရဲ့ရလဒ်ကကောင်းမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ဒီလိုမျိုးလူတိုင်းကိုtarget လုပ်ပြီးတော့ဖန်တီးတဲ့ content တွေကိုရှောင်ရှားဖို့လိုအပ်ပါတယ်။နံပါတ်1ကတော့ headline ကပြင်ဖို့ကောင်းနေတာပါ။ကိုယ့်ရဲ့ video headline တွေကိုယ့်ရဲ့ content copy headline တွေကစွဲဆောင်မှုရှိနေဖို့လိုအပ်ပါတယ်။ headline က content တစ်ပုဒ်ရဲ့80%လောက်ထိအရေးပါပါတယ်။ headline ကောင်းတော့မှသာလူတွေကဆက်ပြီးတော့ကြည့်ကြတယ်ဆက်ပြီးတော့ဖတ်ကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ headline မကောင်းတဲ့အမှားကိုလည်းပြင်ဆင်ဖို့လိုအပ်ပါတယ်။နံပါတ်3ကတော့ကိုယ့်ရဲ့ content ကရှုပ်ထွေးနေတာပေါ့နော်။ content တစ်ခုထဲမှာ information အများကြီးစုပုံပြီးတော့ပေးထားတဲ့အခါမှာကိုယ့်ရဲ့ content ကရှုပ်ထွေးနေတတ်ပါတယ်ဒီလိုမျိုးရှုပ်ထွေးနေရဆိုရင်လည်းလူတွေကနားမလည်လို့ရှိရင်ကိုယ့်ရဲ့ content ရဲ့ရလဒ်ကကောင်းမှာမဟုတ်ပါဘူးလေးကတော့ရောင်းဖို့စိတ်ဆောနေမိတာပါကိုယ့်ရဲ့ post ကအယောင်းလိုမျိုးဖြစ်နေလို့ရှိရင်လူတွေကဘယ်လိုပုံစံမျိုးမြင်သွားလဲဆိုတော့ဒါကတော့ကြော်ညာငါ့ကိုလာကြော်ညာနေတာကြော်ညာပို့ကြီးပဲဆိုပြီးတော့ဒီ content ကိုဆက်ပြီးတော့ကြည့်ကြမှာဖတ်ကြမှာမဟုတ်ပါဘူးဒါကြောင့်မလို့အယောင်းမှုစိတ်ဆောနေတာကိုလည်းပြင်ဖို့လိုအပ်ပါတယ်နံပါတ်5ကတော့ call to action ထည့်ဖို့ဖြစ်ပါတယ်ကိုယ့်ရဲ့ content တွေကိုကြည့်ပြီးတယ်ကိုယ့်ရဲ့ content တွေကိုဖတ်ပြီးတဲ့အခါမှာဒီ audience တွေကဘာဆက်လုပ်ရမှာလဲဆိုရင်ရှင်းလင်းပြတ်သားတဲ့ call to action ထည့်ဖို့လည်းလိုအပ်ပါတယ်ဒီလိုမျိုးထည့်မှသာလျှင်ကိုယ့်ရဲ့ content ကဖတ်ပြီးလို့ရှိရင်ဘာဆက်လုပ်ရမလဲဆိုတာကိုသိမှာဖြစ်ပါတယ်ဒီ call to action မထည့်ဖြစ်တဲ့အမှားကိုလည်းပြင်ဆင်ဖို့လိုအပ်ပါတယ်ဒီအချက်၅ချက်ကိုပြင်ဆင်လိုက်မယ်ဆိုရင်တော့ကိုယ့်ရဲ့ content ဖန်တီးတဲ့အချိန်မှာအရင်အထက်တိတိကျကျပို့ပြီးတော့ကောင်းလာပါလိမ့်မယ်ဒီလိုမျိုးအကျိုးရှိတဲ့ marketing information တွေကိုထပ်သိချင်သေးတယ်ဆိုရင်တော့ Orange Ideas Marketing Agency page ကို follow လုပ်ထားဖို့မမေ့ပါနဲ့